ဒါဆိုရင်တင်းနဲ့ကျွန်တော်ဘယ်ရာနဲ့လောင်ပါလဲတင်းယုံကြည်သူဘုရားသားသမီးတွေတင်းဘုရားရဲ့မီးနဲ့မလောင်ပဲနဲ့မာနပြစ်ခတ်တဲ့မီးနဲ့လောင်ပြီးတော့မှဒုက္ခရောက်နေတဲ့သူတွေအများကြီးဆိုတော့အဲ့လိုမျိုးတွေထဲမှာတင်းနဲ့ကျွန်တော်မပါဘူးဖြစ်တယ်ယေမဲတင်းနဲ့ကျွန်တော်ဘုရားဘက်မှာလောင်တဲ့သူတွေဖြစ်တာဟာလေလုယာဘုရားဘက်မှာလောင်တော့သူတွေကလေဣန္ဒြေတိခါမရှိဘူးတင်းနဲ့ကျွန်တော်ထိန်းနေတဲ့တိခါတွေတင်းနဲ့ကျွန်တော်ထိန်းတဲ့ဣန္ဒြေတွေကလူတွေကိုလွတ်မြောက်ခြင်းမပေးနိုင်ဘူးဟာလေလုယာဒီလိုပြောတော့နော်အရှက်မရှိတဲ့ဣန္ဒြေကိုပြောချင်တာတော့မဟုတ်ပြောချင်တဲ့အရာကဘုရားဘက်မှာကျွန်တော်တို့ဟာအမြဲတမ်းမှာဘုရားနဲ့ပတ်သက်ရင်ငါဘာလို့ဆိုလုပ်မယ်ဆိုတဲ့တောက်လောင်တဲ့စိတ်နှလုံးသားရှိတဲ့အရာကိုပြောချင်တာဟာလေလုယာတဲ့တော်တော်များများတော့လူငယ်တွေကဘုရားဘက်မှာတော့မတောက်လောင်ပဲနဲ့လောကဘက်မှာတောက်လောင်ကြတယ်တချို့တော့သူတွေ game တွေတောက်လောင်တယ်တချို့တော့သူတွေအပျော်ပါးမှာတောက်လောင်တယ်တချို့တော့သူတွေမိုးရဆေးဝါးမှာတောက်လောင်တယ်ဒီကြတော့ကဘာကြောင့်သူတို့ကအဲ့ဘက်မှာတောက်လောင်တယ်လဲဆိုဘုရားဘက်မှာမလောင်လို့ဘုရားဘက်မှာလောင်ရင်ဘုရားကလည်းလွတ်ချင်ပေးတယ်ဘုရားရဲ့မီးကလူတွေကိုလွတ်မြောက်ချင်ပေးတယ်ဘုရားရဲ့မီးကလူတွေကိုအပြစ်ငရဲကလည်းလွတ်ချင်ပေးတယ်လို့မကြမ်းမှချစ်တဲ့နဲ့လည်းလွတ်ချင်ပေးတယ်ဟာလေလုယာဒီနေ့ဒီမှာရှိတဲ့သူတွေအားလုံးဒီလမှာတင်တဲ့ကျွန်တော်ဟာလွတ်မြောက်မယ်လားဖြစ်တယ်အာမင်ဒီလမှာတင်လွတ်မြောက်မယ်ဒီနေ့မှာတင်လွတ်မြောက်မယ်ဟာလေလုယာကျွန်တော်တို့ရဲ့နော်ကျွန်တော်တို့အတင်းတော်ရဲ့ဖောင်နာကြီးဖြစ်တဲ့ဆရာကြီးဇော်လင်းအောင်ကဒီလမှာ prophet ပြုထားတယ်ဒီလကဘာလလဲဆိုရင်man of freedom လို့ပြောထားတယ်ဒီလကလွတ်မြောက်မဲ့လဖြစ်တယ်တဲ့ဟာလေလုယာဆရာကြီးကဘာပြန်ရေးရလဲဆိုပြောင်းနေတဲ့သူတွေလည်းပြန်တွေ့မဲ့လဖြစ်တယ်တဲ့ပြောင်းတဲ့လူတွေကိုပြန်တွေ့မယ်တင်ရှားတဲ့အရာတွေပြန်တွေ့မဲ့လဖြစ်တယ်ဟာလေလုယာယေမင်ဒါဆိုရင်လူတိုင်းမှာလောကမှာရှားတဲ့အရာတွေလူတိုင်းမှာရှိတယ်တချို့တော့သူတွေရှားရင်းနဲ့ပြောင်းနေတဲ့သူတွေအများကြီးရှိတယ်တချို့တော့သွားနေရင်းနဲ့လမ်းပြောင်းနေတဲ့သူတွေအများကြီးရှိတယ်ဒါမဲ့ဒီလဟာတင်တဲ့ကျွန်တော်ဟာလမ်းမှန်ကိုပြန်တွေ့မဲ့လဖြစ်တယ်အာမင်ကျွန်တော်လူတိုင်းဒီလမှာလမ်းအမှန်ကိုပြန်တွေ့မဲ့လဖြစ်တယ်ရှားတဲ့အရာတွေပြန်တွေ့မဲ့လဖြစ်တယ်အာမင်ဆိုတော့အဲ့ဒီအရာတွေကဒီနေ့နော်အဲ့လိုအရာတွေကိုပြန်ရစေနိုင်တာကဖခင်ရဲ့မီးနဲ့လောင်နေတဲ့သူတွေပဲရဟာလေလုယာအာချစ်တဲ့ညီကောင်မတို့ကကျွန်တော်ပြောချင်တယ်အားပေးချင်တယ်ဒီကာလမှာကျွန်တော်တို့တွေဟာလောင်မလောင်တော့ဖခင်ဘက်မှာကျွန်တော်တို့လောင်ရအောင်အာမင်ဖခင်ဘက်မှာတောက်လောင်ရအောင်ဟာလေလုယာဒီလိုတော့မီးချစ်လေးနဲ့မီးလိုက်ရှိုးတဲ့အဲ့ဒီလောင်ခြင်းကိုပြောတာမဟုတ်တောက်လောင်တဲ့အရာဒီနေ့ကျွန်တော်တို့ကဘယ်အပိုင်းမှာကျွန်တော်တို့ယူသွတ်တာလဲကျွန်တော်တို့ရဲ့ယူသွတ်ခြင်းတွေဟာဖခင်ဘက်မှာဖြစ်ဖို့လိုတယ်အာမင်ဒီနေ့တော်များများတော့လူငယ်တွေကမဟုတ်တဲ့ဘက်မှာယူသွတ်ကြတယ်မဟုတ်တဲ့ဘက်မှာယူသွတ်တဲ့အခါမှာဘာဖြစ်လဲဇာရကမာနကမီးစက်လက်နဲ့ပြစ်ထဲလိုက်အဲ့ဒီမီတော့ရင်လေတရက်ပြီးတရက်ပြန်ဘာဖြစ်လာမလဲပူဆွေးလာမယ်တရားဝမ်းနေခြင်းနဲ့တင်ကြုံရမယ်အခက်အခဲပြဿနာနဲ့တင်ကြုံရမယ်အဲ့ဒီချိန်ကြမှာပဲဘာဖြစ်လဲမျက်ရည်မျက်ခွန်းနဲ့တင်ပြန်မှဆက်ကရပြန်မှဒူးထောက်ရအဲ့လိုချိန်မျိုးမှာအဲ့လိုအချိန်တွေရောက်သွားပြီဟဲ့ဆိုရင်ဒီနေ့ကျွန်တော်တို့ဟာမကုံတက်တဲ့အချိန်တွေများစွာကုံဆုံးလိုက်ရတယ်ဒီနေ့အဲ့လိုမျိုးမဖြစ်ဖို့ရအတွက်ကျွန်တော်တို့ကအခုချိန်ကလေးနဲ့လောင်မလောင်တော့ဖခင်ဘက်မှာလောင်မယ်အာမင်ဝိညာဉ်မှာအရွယ်3ရွယ်ရှိတယ်အရွယ်3ရွယ်ရှိတယ်သူငယ်အရွယ်ရဲ့လူပြိုအရွယ်ရဲ့အဘအရွယ်ရဲ့ရှိဆိုတော့ဒီနေ့အဲ့ဒီအရွယ်3ခုစလုံးမှာကျွန်တော်တို့ဟာအရွယ်တို့အရွယ်နဲ့သူရှိတာနဲ့အမျှကျွန်တော်တို့ဟာကြီးထွားပြီးတော့မှဖခင်ဘက်မှာလောင်ဖို့လိုတယ်လောကကတော့ဘာပြောလဲလောကကသူများတွေပြောတတ်ကြတယ်နော်ပထမအရွယ်မှာပညာရှာဒုတိယအရွယ်မှာစီးပွားရှာတတိယအရွယ်မှာဖခင်ရှာလို့ပြောတယ်ဒါမဲ့ဒီနေ့ကျွန်တော်ဟာဘောပထမအရွယ်မှာလည်းဖခင်ရှာဖို့လိုတယ်အာမင်ဒုတိယအရွယ်မှာလည်းဖခင်ရှာဖို့လိုတယ်တတိယအရွယ်မှာလည်းဖခင်ရှာဖို့လိုတယ်ဒီနေ့ဖခင်ကနံပါတ်1နေရာမှာထားရင်တင်ရှာနေတဲ့အရာတင်ရှင်းမှာရောက်လာမယ်ဒီနေ့လူငယ်တော်များများပြည်ရန်လူငယ်တော်များများကဖခင်ကိုအရင်မရှာဘူးကိုချရှင်တာအရင်ရှာတယ်ရှာလေဘာဖြစ်လဲဝေးလေပဲရှာလေပျောက်လေပဲ
ဒီနေ့တင်ဖယားကိုရသွားရင်တင်မရှာတော့မှရောက်လာလိမ့်မယ်တင်မလို့ကျဲရွှေတွေရောက်လာလိမ့်မယ်အာမင်ဟာလေလုယာ